ကျမတို့ကတခါတလေရေဝယ်တောက်တယ်လို့ထင်နေပြီမဲ့ပလတ်စတစ်ကိုဝယ်တောက်နေရ2019တော့လေတဘူးမှဒါ900နဲ့600ကြားပဲရှိခဲ့ရဆိုအဲ့ cost နှစ်ခုကိုရှင်းလိုက်တဲ့အချိန်မှာလေ 89.5% အောင် saving ဖြစ်တယ်89.5% saving ဒါက business အတွက်ကြည့်ရင် profit ပဲ okay ၄လအတွင်းမှာကျမတို့ဝယ်ခဲ့တဲ့ list တွေ9000ကျော်ရှိတယ် okay အဲ့9000ကျော်ကအမိုက်ပုံတွေကိုမရောက်တော့ဘူးကိုယ့်ရဲ့ management ကမင်းပိုင်မသုံးနဲ့တော့လို့အမိန့်ပေးမှပိုင်မသုံးဘဲနေရမှာမျိုးမဟုတ်ဘူးပေါ့နော်ကိုဟာကိုပိုင်မသုံးလို့ရတယ်ပေါ့ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ဆုံးဖြတ်ချက်ကကိုယ့်ရဲ့လက်ထဲမှာပဲလူငယ်တိုင်းရဲ့လက်ထဲမှာရှိတယ်ငါဘာဝိမလဲလို့စရွေးချယ်ရတဲ့အချိန်ရှိပြီဟာတာတောင်ရှိရင်လေတပီတို့လုံးအပြည့်ရှိလေသွားရင်ဝစ်စရာမရှိဘူးပေါ့နော်တကယ် sustainable practice အရာဆိုရင်ကျွန်တော်ဝစ်စာဝယ်တော့မယ်ဆိုရင်ကိုဝယ်တဲ့အထည်ကိုဘယ်နှချိန်ဝစ်မလဲပေါ့ကျွန်တော်ဘယ်လောက်ထိဝစ်မှာလဲဝယ်ကနေပြီဆိုလဲဒါကိုတကယ်လိုအပ်ရလားပေါ့အမလိုပဲဝယ်လိုက်နှစ်ခါလောက်ဝစ်လိုက်ပြစ်ထားလိုက်ဆိုရင်လေဒါဟာ sustainable မဖြစ်ဘူးဒီ bit a better Myanmar for its people ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ sustainability မပါဘဲမဖြစ်နိုင်ဘူးအရင်ဆုံးကိုယ့်ရဲ့ယုံကြည်မှုကအရေးကြီးတယ် okay ကိုယ့်ရဲ့တကယ်နှလုံးသားထဲမှာဘာကိုယုံကြည်ရလဲပေါ့ဒီသဘာဝပတ်ဝန်းကျင်ကိုတကယ်ထိန်းသိမ်းမှုလိုတယ်ဒီအမိုက်တွေကတကယ်ပြဿနာဖြစ်တယ်ကိုတကယ်သာယုံကြည်သွားလို့ခိုင်မာသွားရင်ခုနကပြောတဲ့ဟာကဘာမှမဖြစ်တော့ဘူး okay သူများတွေကကိုယ်ကိုမသုံးလို့ကိုကပြောမှဆိုလို့ရှက်ပြီးသုံးလိုက်ရတယ်ဆိုတဲ့ဟာမျိုးစားလည်းမရှိတော့ဘူး မရှိတော့ဟုတ် ကိုကသာသူတို့ကိုအားရပါရပြန်ပြောနေတဲ့သူပဲဖြစ်လာတော့